ဇလန်းဆာမှာမြေလောဝီလောကတခုကိုပြသထားပါတယ်အဲ့ဒီမှာကာတာဆိုတဲ့ကောင်ကပွဲတိုင်းနိုင်ပြီးတော့ဆရာကြီးလုပ်နေတာပေါ့ဒါကိုဘားပိုင်ရှင်မျိုးသမီးဖရန်ကီကတွေ့ပြီးသူမရဲ့ဘာမှာလုံခြုံရေးလုပ်ဖို့အတွက်ကာတာကိုလာရောက်ငှားရမ်းပါတယ်ဒါပေမဲ့နောက်ပွဲမှာကာတာကိုစိန်ခေါ်ဖို့ဟူဒီအင်ဂျီနဲ့လူတယောက်တက်လာတဲ့အခါမှာတော့ကာတာတယောက်အကြောက်လုံပြီးတော့ပြိုင်တော့မပြိုင်တော့ဘဲနဲ့ဆင်းပြေပါတော့တယ်ဘာလို့လဲဆိုတော့အဲ့ဒီလူကဝိုင်းကနဝင်လက်ဝိတ်ကျော်ဒေါ်တန်ဖြစ်နေလို့ပါဒေါ်တန်ကပတ်စံနေယူပြီးအပြန်မှာလူမိုက်တယောက်ကဓာတ်နဲ့လာထိုးပေမဲ့ဒေါ်တန်ကအေးစစ်စစ်ပဲမင်းတေချာစဉ်းစားပြီးမှလောက်တာလားလို့မေးလိုက်ပါတယ်ထိုလူကကြောက်လန့်ပြီးဓာတ်ဘာထားခဲ့ကထွက်ပြေးသွားပါတော့တယ်ဒါကိုမြင်တဲ့ဖရန်ကီကဒေါ်တန်ကိုတစ်ပတ်ဒေါ်လာ9000နဲ့အလုပ်ခေါ်ခဲ့ပေမဲ့ဒေါ်တန်ကညင်းပြီးထွက်လာခဲ့ပါတယ်ဒါပေမဲ့လမ်းမှာသူ့ကားကိုရထားတိုက်မိပြီးကားပြတ်သွားတာကြောင့်ဒေါ်တန်တယောက်ရွေးချယ်ပြမရှိတော့ပဲဖရန်ကီရဲ့ကမ်းလှမ်းချက်ကိုလက်ခံပြီးဂလက်စကီမြို့လေးကိုရောက်လာခဲ့ပါတော့တယ်ဒေါ်တန်ဘားကိုရောက်ခဲ့ညမှာလည်းဆိုင်ငယ်ခိုင်းတစ်ခိုင်းကလာပြီးပြဿနာရှာပါတယ်ဒေါ်တန်ကအေးစစ်စစ်ဖြေရှင်းချင်ပေမဲ့ဂန်းကောင်းဆောင်တဲကညင်းတာကြောင့်ဒေါ်တန်ကအပြင်ကဆိုင်ငယ်တွေကိုလိုက်လှဲပစ်ပြီးသူတို့ကိုအပြင်ခေါ်ထုတ်လိုက်ပါတယ်အပြင်ရောက်တော့ဒေါ်တန်ကဆေးရုံဘလောက်ဝေးလဲလို့အေးစစ်စစ်မေးပြီးမှလူမိုက်တွေကိုတယောက်ပြီးတယောက်အလဲထိုးဆုံးမှာပါတော့တယ်နောက်ဆုံးဂိုင်းကောင်းဆောင်ရဲ့လက်ကိုပါချိုးပစ်ပြီးကားနဲ့စီးရုံလိုက်ပို့ပေးတဲ့အပြင်စာရွက်စာတမ်းမှာကူညီဖြည့်ပေးခဲ့ပါတယ်စီးရုံမှာတော့ဆရာဝန်မလေးအလီနဲ့ဆုံပြီးရင်းနှီးသွားခဲ့ကြပါတယ်တကယ်တော့ဒီဘားကိုဖျက်ဆီးပြီးဇိန်ကန်ဟိုတယ်ဆောက်ချင်နေတဲ့ဘီလင်ကတော့ဘန်ပရန်မှာသူကဒေါ်တန်ကိုရှင်းဖို့လူတွေလွတ်ပေမဲ့ဒေါ်တန်ကထူလူမိုက်တွေရဲ့လက်ချောင်းတွေကိုချိုးပစ်ပြီးပြန်လွတ်လိုက်ပါတယ်ဒါနဲ့မကသေးပါဘူးတညမှာဆိုင်ကယ်ခိုင်းကောင်းဆောင်တဲကဒေါ်တန်ရဲ့အိမ်လေးစီတနက်နဲ့လာချင်းကြောက်ရမှာလဲဒေါ်တန်ကဒူးကိုရိုက်ချိုးပြီးရေထဲပစ်ချလိုက်ပါတယ်အဲ့ဒီချိန်မှာပဲရေထဲကမိချောင်းရောက်လာပြီးတဲကိုကိုက်စားသွားပါတော့တယ်ချင်းနေတွေပူဆူးလာတော့ဘရန်ရဲ့အဖေကအီတလီမှာရှိတဲ့ယူတူဘီရက်ဆက်တဲ့တိုက်ခိုက်သမားNorth ကိုဒေါ်တန်ကိုတတ်ဖို့ထပ်လွှတ်လိုက်ပါတယ်လူမိုက် North ကမြို့ရဲကိုရောက်လာပြီးဘားကိုလာဖြတ်စီးပါတယ်ဘရန်ဒန်ကဒေါ်တန်ကိုစိတ်သက်ချိုးနေမှုအတွက်အတိတ်ကဒေါ်တန် UFC ပြိုင်ပွဲမှာသူ့တငယ်ချင်းကိုတေတဲ့အထိထိုးတက်ခဲ့မိတဲ့ဗီဒီယိုကိုပြပါတယ်အဲ့ဒီနောက်North နဲ့ဒေါ်တန်တို့ပထမအကြိမ်နဲ့ချကြပြီးဒေါ်တန်ရင်းနေကထွက်ခွာသွားပါတယ်ဒါပေမဲ့ဒေါ်တန်မြို့တွေကထွက်ဖို့လုပ်နေတော့မှာပဲဘရန်ရဲ့လူတွေကသူခင်မင်ရတဲ့ကောင်မလေးချာလီတိုရဲ့စာအုပ်ဆိုင်ကိုမီးရှို့လိုက်ကြောင်းသိလိုက်ရပါတယ်ဒါကဒေါ်တန်ရဲ့ဒေါသကိုအစွန်းစုံပေါက်ကွဲစေခဲ့ပြီးမီးရှို့တဲ့လူကိုရှာကလဲပင်ချိုးပြီးတပ်ပစ်လိုက်ပါတော့တယ်ဒေါ်တန်ကဘရန်ရဲ့မောင်ကိုပတ်စံတွေကိုလူယူလိုက်တဲ့အတွက်ဘရန်ကဆရာဝန်မလေးအလီကိုဓားစာကန်ပြဖမ်းဆီးသွားပါတယ်ဒေါ်တန်ကပတ်စံတွေယူပြီးဘရန်ရဲ့ရွက်လီပေါ်မှာတွားရောက်ရင်ဆိုင်ရာကနေပေါက်ကွဲမှုတွေဖြစ်ပြီးရွက်လီကကုန်းပေါ်မောင်းတက်ကဘားကိုတိုက်မိပါတော့တယ်ပျက်စီးနေတဲ့ဘားထဲမှာဒေါ်တန်ဘရန်နဲ့ North တို့သုံးမိခိုင်တိုက်ပွဲဖြစ်ပွားသွားပါတယ်ဘရန်က North ကိုဒေါ်တန်ကိုအမြန်တက်ဖို့အော်ဟစ်ခိုင်းစေတဲ့အခါစိတ်မရှိတော့တဲ့ North ကဘရန်ရဲ့လေပင်ကိုအရင်ဆုံးချိုးတက်ပစ်လိုက်ပါတယ်နောက်ဆုံးမှာတော့ဒေါ်တန်ရဲ့ North တို့တိုက်ပွဲဆင်နွှဲကြပြီး North ကဒေါ်တန်ကိုတစ်သားချုံနဲ့ထိုးပါတယ်ဒါပေမဲ့ဒေါ်တန်ကအဲ့ဒီတစ်သားချုံကိုပြန်ထုတ်ပြီး North ကိုအချက်ပေါင်းများစွာပြန်လဲထိုးဆိုင်ကအနိုင်ယူလိုက်ပါတော့တယ်